ဒီဟာမင်းတော်မင်းသားအိမ်ကနေမှာကြီးလာတဲ့မိန်းကလေးမဟုတ်လားချင်းပညာကျောင်းဆိုတာလူတိုင်းဝင်လို့ရတာမဟုတ်ဘူးဟုတ်တယ်ဒါဆိုမင်းဘလို့ဝင်လာတာလဲမင်းကမင်းသားကြီးအိမ်ရဲ့သမီးကြီးမဟုတ်ဘူးလားဒါဆိုမင်းပို့ပြီးကိုကြည့်တင်တယ်အကြီးဆုံးသမီးဆိုတာကအရန်ကုန်ရှိရမယ်တကားရှိမှဘာတွေတုံးနေကြတာလဲဝင်ကြဒီနေ့အခြေခံစာမေးပွဲရှိတယ်စကားမပြောရမလှည့်စားရအခုစာမေးပွဲစာရွက်ဝေမယ်ဘလို့လဲပထမမေးခွန်းတော့မဖြေနိုင်ဘူးလားငါစဉ်းစားနေတာကအားလုံးမှန်ရင်မင်းကိုမလားဆိုတာစာမေးပွဲခန်းတိတ်ဆိတ်ထားယူရှင်းရှင်းပထမမေးခွန်းအဖြေပါလဲဘာလို့မင်းကိုပြောရမှာလဲကျွန်တော်တို့အတန်းတူလေးကူညီလို့မရဘူးလားဒါဆိုမင်းရဲ့အဖြေကိုအရင်ပြပါငါမရေးရသေးဘူးဒါဆိုမေးတယ်ဘာလဲမျက်နှာမရှက်ဘူးလားစာရွက်တွေစစ်ပြီးခုရမှတ်တွေကျင်ညာမယ်ဒွန်းရီအကောင်းဆုံးဇော်ဟုံကျင်အကောင်းဇော်ချွေကျူအလဲယူရှိအောက်ဆုံးနဲ့နောက်ဆုံးနေရာဒီလိုနဲ့တောင်မင်းထိုင်နေတာလားနောက်ဆုံးဆိုဘာဖြစ်လဲမင်းပဲနေရာရလဲငါအလဲရတယ်မင်းထက်တော့ကောင်းတယ်ဒီမေကွန်းကစာရွက်ထဲမှာအခက်ဆုံးကမှန်တယ်မင်းရောငါမရေးချိန်မရခဲ့ဘူးလားစာမှုပွဲမှာမင်းငါကိုခိုးကြည့်နေတာပဲလေဒါကြောင့်မပြီးနိုင်တာပေါ့မင်းမူတာပြောနေတယ်ဒါဆိုပထမမေကွန်းအဖြေပြောကြည့်ရှိကြပြာကနေမှားနေတယ်မင်းမရှက်ဘူးလားဒွန်းရီရက်လိုက်ပါရှိလဲဒီတခါမင်းကကန်ကောင်းတာပဲနောက်တစ်ခါစာမေးပွဲမှာလောင်းကြမလားဘာလို့မလဲရှုံးတဲ့သူကဒီเจ้าကနေထွက်ရမယ်ခဏနေဦးမင်းရှုံးရင်မင်းရဲ့ညီမလည်းထွက်ရမယ်ငါမရှုံးဘူးဒါဆိုတစ်ချက်ထက်ထဲမလားမင်းရှုံးရင်မင်းနဲ့မင်းညီမတို့ငါနဲ့ငါအကိုကိုလူရှိမှတောင်းပန်ရမယ်ရတယ်ဒါပေမဲ့မင်းတို့ရှုံးရင်เจ้าကနေထွက်ရမယ်အပြင်မင်းတို့ဒီမှာနေဖို့မထိုက်တန်ဘူးဆိုတာလူရှိမှဝန်ခံရမယ်โอเคလောင်းပြီအကိုရေးတကယ်အနိုင်ရမယ်လို့ယုံကြည်လားဇော်ဟုမင်ကမလွယ်ဘူးနော်ဘာဖြစ်လဲတယောက်နားထောင်နေတယ်ဘသူလဲ